လာပါတဲ့မင်္ဂလေးတယောက်ဟာဇင်ခံကားတစ်စီးကိုမောင်းနှင်ပြီးစစ်ချေဆိုင်စခန်းထဲကိုဝင်ရောက်လာခဲ့ပါတယ်အဆောင်စစ်သားတွေကသူမကိုချက်ချင်းသားစီးလိုက်တဲ့အခါမှာတော့သူမဟာကလေးဆန်စွာကြီးကြပြပြီးအိမ်သာခဏ3ချိန်ုံတက်ပါဆိုပြီးဟန်ဆောင်လိုက်ပါတယ်သူမရဲ့အလှအပမှာမိမောသွားတဲ့တက်ချက်ကြီးဟာတတိလက်လွတ်ဖြစ်သွားပြီးအိမ်သာနီးထိလိုက်ပို့ပေးခဲ့ပါတယ်စစ်သားတွေထွက်သွားတဲ့အချိန်မှာတော့အမျိုးသမီးဟာကင်းတဲ့နောက်ဘက်ကိုတိတ်တဆိတ်ရွှေ့ရသွားပြီးပြတင်းပေါက်ကနေတဆင့်သူမရဲ့ခြေတန်းရှည်တွေကိုအသုံးပြုကနိုင်ရန်မှာချိတ်ထားတဲ့တောတိတာကိုဖြုတ်ယူလိုက်ပါတယ်ပြီးနောက်အနီးနားကကားတစ်စီးအောက်မှာတော့တွေကိုဝတ်ထားလိုက်ပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးအေးအေးဆေးဆေးပဲထွက်ခွာသွားပါတော့တယ်တစ်ဖက်မှာလည်းစခန်းထဲကိုခိုးဝင်ရောက်ရှိနေတဲ့ချက်ကတော့သူ့ရဲ့စစ်စင်ရေးကိုတရားဝင်စတင်လိုက်ပါပြီးခိမီလာတဲ့ကိရိယာတန်းစာပလာတွေနဲ့အတူသူဟာအရေးတစ်ခုလိုငြိမ်သက်စွာပဲစစ်သားတွေကိုကြော်ဖြတ်လာခဲ့ပါတယ်အရှိန်ဟုန်ပြင်းပြင်းနဲ့ကွေးဝိုက်မောင်းနေလာပြီးနောက်ပြတင်းပေါက်စီကိုတဲတဲမတ်မတ်ဥတီလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာခနာကိုရှေ့ကိုကိုင်းညွတ်လိုက်ပြီးအသေးစားတုံးကြီးတစ်လက်ကိုပစ်ခတ်လိုက်ပါတယ်ဖန်သားပြင်တွေဂျေမိုးသွားပြီးအဆောက်အဦထဲကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကျမှသာစစ်သားတွေဟာဒါဟာတာမန်ကားတစ်စီးမဟုတ်ပဲကျူးကျော်သူမှန်းသိသွားကြပြီးချက်ချင်းပဲဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးဖို့စ조사ကြပါတယ်တက်ချက်ကြီးဟာစခန်းကိုပိတ်ဆို့ဖို့အတွက်တောသွားယူတဲ့အခါမှာတော့တောတစ်တာကြီးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်ကျက်ဟာမြေအောက်လိုင်ကူလန်းထဲကိုအမြန်ဆုံးဝင်ရောက်သွားပေမဲ့နှစ်ဖက်စလုံးကနေဝိုင်းရံချင်းခံလိုက်ရပါတယ်သူဟာကားတစ်စီးအောက်မှာပုံရှိုးပြီးနိုင်ရန်အတိုင်းကလိုက်ပါသွားခဲ့ပါတယ်လိုက်လံရှာဖွေသူတွေကနိုင်ရန်ကိုစစ်ဆေးတဲ့အခါသူကကားအောက်ကိုပြန်ဝင်သွားပြီးကားအောက်ကိုစစ်ဆေးတဲ့အခါမှာတော့နိုင်ရန်ဘက်ကိုပြန်ကတ်သွားတာကြောင့်ဘယ်သူမှရှာမတွေ့ခဲ့ပါဘူးလမ်းကြောင်းထဲကနေသူအမြန်ဆုံးပြေးထွက်လာတဲ့အခါစစ်သားတွေကတင်းနဲ့ပြစ်ခတ်ခဲ့ကြပေမဲ့သူကတော့အကွာဝေးတစ်ခုအထိရောက်ရှိသွားပြီဖြစ်ပါတယ်လမ်းကွေးတစ်ခုအရောက်မှာတော့ရှေ့ကလမ်းပိတ်ထားတဲ့စစ်ကားတွေကိုမြင်လိုက်ရတာကြောင့်ကြောက်ဆောင်တစ်ခုနောက်မှာချက်ချင်းပုံလိုက်ပါတယ်အနောက်ဘက်ကနေစစ်ကူကားတွေဖြတ်သွားတဲ့အချိန်မှာတော့ဂျက်ဟာအဲ့ဒီကားတစ်စီးရဲ့အောက်ဘက်မှာအမြန်ဆုံးခိုးကပ်လိုက်ပါသွားခဲ့ပါတယ်ရှေ့မှာလမ်းပိတ်ထားတဲ့စစ်သားတွေဟာကျူးကျော်သူကိုမမြင်ရတော့တဲ့အတွက်တတိလက်လွတ်ဖြစ်သွားကြပါတယ်ကားရက်လိုက်တဲ့ခါမှာပဲဂျက်ဟာကားအောက်ကနေဝုန်းခနဲခုန်ထွက်လာပြီးသူ့စီကိုတဲ့မောင်းလာတဲ့ကားပေါ်ကစစ်သား2ယောက်ကိုဖျက်ခနဲနှိမ်နှင်းလိုက်ပါတယ်လမ်းဘေးကလက်ရန်ပေါ်ကိုခုန်တက်ပြီးရှောင်းတင်းလိုက်ရတယ်လို့နောက်ထပ်လာနေတဲ့ကားတစ်စီးကိုလည်းမြေပြင်ပေါ်မှာဝတ်ချလိုက်ပြီးအသက်ဘေးကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်တောင်ကြီးမှာစစ်သားတွေကလမ်းပိတ်ဆို့ဖို့ပြင်ဆင်နေကြပြီးအနောက်ဘက်မှာလည်းမော်တော်ဆိုင်ကယ်တွေနဲ့စစ်သားတွေကကပ်လိုက်လာပါပြီးဂျက်ဟာလမ်းဘေးကကုန်းပေါင်တွေကိုအသုံးပြုပြီးပါးနက်စွာမောင်းနှင်သွားတဲ့အတွက်လိုက်လံဖမ်းဆီးတဲ့ဆိုင်ကယ်တွေဟာအရှိန်မထိန်နိုင်ပဲအကုန်လုံးတိုက်မိလဲကြကုန်ပါတယ်တက်မှုကဂျက်ကိုမြင်သွားပြီးပြစ်ခတ်ဖို့အမိန့်ပေးလိုက်တဲ့အခါမှာတော့သူဟာလမ်းဘေးကရေနုံမြောင်းရဲကိုအမြန်ဆုံးလို့ရှိုးဝင်ရောက်သွားပြီးပိုက်လိုင်းထဲကနေမောင်းနှင်ထွက်ခွာသွားပါတယ်မြောင်းဝကနေသူထွက်လာတဲ့အချိန်မှာတော့သူ့ရဲ့အသင်းဖော်တွေဟာရဟတ်ရင်နဲ့လာရောက်ကြိုဆိုနေကြပါပြီးစစ်စင်ရေးဟာအပြည့်အဝအောင်မြင်သွားခဲ့ပြီးနောက်ဆုံးမှာတော့ဂျက်နဲ့သူ့ရဲ့လက်ထောက်ဟာဘေးကင်းလုံခြုံစွာနဲ့ပြန်လည်ရောက်ရှိသွားပါတော့တယ်